sin disappear. Oh, Jesu ro ye ao ma ni de chain ma a pitတရားပျောက်ကွယ်သွားတယ်ပေါ့ အပြစ်တရားရဲ့တကူ အပြစ်တရားရဲ့တကိုးကမရှိတော့ပျောက်သွားတယ် Yeah, that's why for sin shall not have dominion. Dominion means reign over your life, rule over your life. အကြောင်းမို့အပြစ်တရားတင်းရဲ့အသက်တာမှာမအုပ်ဆိုးရတော့ဘူး Check out when you are living under the grace. ဘယ်ချိန်မှာလဲဆိုတော့ဂျေဇုတော်အောက်မှာနေတဲ့အချိန်မှာ But if you choose to live under law, ဒါမဲ့တင်ဒီပြည့်ညက်တရားရဲ့အောက်မှာနေဖို့ဆုံးဖြတ်ရင် sin shall have dominion over you. အပြစ်တရားဒီတင့်ကိုအုပ်ဆိုးလိမ့်မယ် ဒါကြောင့်ခရိယန်တော်များများဟာဘာဖြစ်လို့နော်ခရိယန်တော်ဖြစ်ပြီးမဲ့ဘာဖြစ်လို့အပြစ်တရားရဲ့အထဲမှာကြာရှုံးရတယ်လဲ That's even though we're Christian, why do you think us Christians fall under sin? သူတို့ရဲ့စိတ်နှလုံးသားယူသားတယ်ဖျားဘုံတော်ထင်ရှားခြင်းနဲ့မကောင်းတာမလုပ်ချင်ဘူး Yet ဒါပေမဲ့အပြစ်ထဲမှာယုံကနေတယ် Yes, their heart is pure and they don't want to do any sin, but still they fall under the dominion, like the sin. အဖြေကဘာလဲဆိုတော့ဒီကျမ်းစာမှာအတိအကျပါတယ် The answer is stated exactly in this Bible verse. Unknowingly they are living under the law မတိဘဲနဲ့သူတို့ကပြည့်ညက်တရားရဲ့အောက်မှာနေနေတယ် မတိလိုက်တဲ့အချိန်မှာ မတိလိုက်တဲ့ချိန်မှာ Thank you without knowing. Yeah without knowing yeah ဒါကြောင့်ကျွန်တော်တို့ဒီချိန်မှာဂျေဇုတရားနဲ့ပြည့်ညက်တရားရဲ့ကွာခြားချက်ကိုနားလည်ဖို့လိုတယ် So this time is very important for us to understand between dominions and grace. Difference between Difference between dominion and law. and grace, law and Law grace. and grace yeah Law grace. ဘာကြောင့်လဲဆိုတော့ grace အောက်မှာလွတ်မြောက်ခြင်းရှိတယ်အောင်မြင်ခြင်းရှိတယ် Under grace there is freedom and there is victory. ဒါပေမဲ့ပြည့်ညက်တရားအောက်မှာတော့ချီနှောင်ခြင်းတွေရှိမယ်ယုံကန်တာတွေရှိမယ် But under law there is struggling and bondage bondage. yeah ဆိုတော့ဒါကြောင့်ဂျေဇုကျွန်တော်အချိန်ကာလအပိုင်းခြားအနေငယ်ပြောသွားမယ်နော် dispensation of time We will talk about dispensation of time. ဥပမာဖခင်ကသူ့ခေတ်ခါနဲ့သူအလုပ်လုပ်တယ် The God works according to the time period. ဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာနေရင်မြန်မာပြည်ရဲ့ law အောက်မှာနေရတယ် So like when we live in Burma, we have to live under Burma law. ဒါပေမဲ့ခင်ဗျာအခုအမေရိကန်နိုင်ငံရောက်သွားပြီးနေရာပြောင်းသွားတယ်နိုင်ငံပြောင်းသွားတဲ့အတွက်ဘာလဲပြောင်းသွားလဲ law လဲပြောင်းသွားတယ် So now that we are here and we moved here, the law is different. ဒီလူဖြူရဲ့ culture လဲမတူတော့ဘူး It's not the same as the Western culture. ဒါကြောင့်ကျွန်တော်တို့လည်းအရင်ကနော်ပြည့်ညက်တရားခေတ်ကာလဆိုတာရှိခဲ့တယ် So there are times where we have to live under the law. ဒါပေမဲ့ဒီချိန်မှာတော့ဘာကာလဖြစ်သွားပြီလဲဆိုတော့ဂျေဇုတော်ကာလဖြစ်သွားတယ် But this is the grace period. ပြည့်ညက်တရားကာလကဘယ်ကနေစတယ်လဲဆိုတော့ Mount Sinai ကနေ before cross ဒီကြားကာလဟာပြည့်ညက်တရားကာလဖြစ်တယ် So the period of the law is from Mount Sinai till the cross, Yeah Jesus Christ. ဆိုတော့ဂျေဇုတရားကဘယ်ကနေစတယ်လဲဆိုတော့ after cross ကနေပြီးတော့ before rapture So the grace period start from after cross until before rapture. ဒါကြောင့်ယေရှုပြောတာမှတ်မိလားမုံကိုဖဲ့တယ်ပြီးရင်ခွက်ကိုတောက်တယ် So do you remember when Jesus said, crush the bread and drink the wine? အဲ့ဒီချိန်မှာသူပြောတဲ့စကားတစ်ခုရှိတယ်ဤခွက်ကတဲ့သင်တို့အဖို့လူငါသွန်းတော့ဘရင်းရင်တရားအတစ်အသွေးတော်၌တီတော့ဘရင်းရင်တရားအတစ်ဖြစ်တယ်လို့သူပြောခဲ့တယ် So when he's doing that, he says that this cup is a covenant cup. The new
the new covenant that is in between- my blood that is in his blood. ဒါကြောင့်ကျွန်တော်တို့ဟိုလက်မှတ်ထိုးတဲ့ခါမှာဘာနဲ့ထိုးလဲမှင်နဲ့ဘောပင်နဲ့လက်မှတ်ထိုးတယ် That's why when we sign a paper, we sign with a pen. ဒါပေမဲ့ new covenant ကိုယေရှုကဘာနဲ့ဆိုင်တယ်လဲဆိုတော့သူ့ရဲ့အသွေးတော်နဲ့လက်မှတ်ထိုးတာ But he signed his new covenant with the blood ဒါကြောင့် of Jesus Christ. ဒီခွက်ကတဲ့နော် bring in အသစ် night တီတော့အသွေးတော် night တီတော့ bring in တရားအသစ်ဆိုတာ new covenant ကိုယေရှုအမိတ်ဆက်လိုက်တယ် So he introduces to us the new covenant of his blood. ဒါကြောင့်အဟောင်းကကွယ်ပြောက်သွားတယ်ကာလအသစ်ထဲမှာငါတို့ဝင်စားရပြီ So the new disappear and we get to live in the old disappear and we get to live in the new period. ဒီဂျေဇုတော်ကာလထဲမှာနေပြီးတော့နော်ပြည့်ညက်တရားအတွေးခေါ်နဲ့ဒီထဲမှာအသက်ရှင်လို့မရဘူး So us living in this grace period, we cannot be living with a mindset of the law period. အမေရိကမှာနေပြီးတော့မြန်မာပြည်လောကိုသွားအားကိုးလို့မရဘူး We cannot be living in America and we cannot be depending on Burma's law or living under Burma's law. ဒီနိုင်ငံရဲ့ချမှတ်တဲ့ law ထဲမှာခင်ဗျားနေရမယ် We have to live in the law that this country has for us. ဒါကြောင့်အခုဒီနှစ်ခုရဲ့ကြားထဲကနော် okay တူနဲ့ပြောမယ်ဆိုရင် bring in အဟောင်းကိုဘယ်မှာပေးတယ်လဲဆိုတော့တိနတောင်ပေါ်မှာပေးထားတယ် So the old covenant was given on Tinatang, Mount Sinai Mount Sinai. ဘယ်သူအားဖြင့်ပေးတယ်လဲဆိုတော့မောရှီအားဖြင့်ပေးထားတယ် It was given through Moses ပြီးတော့ဘယ်သူအတွက်လဲဆိုရင်ဣသီလလူမြတ်အတွက်ဖြစ်တယ် and it is for the Israelites. တုံးကိုရှိပြီနော်နံပါတ်1ကနေရာပြောတယ်ဘယ်မှာလဲ Mount Sinai နံပါတ်2ကနော်through Moses, ဘယ်သူအားဖြင့်လဲမောရှီအားဖြင့်နံပါတ်3က Israel ဘယ်သူအတွက်လဲဣသီ Israelite. လလူဖယားနဲ့ between God and Israelite people the agreement between now God and Israel people that's why the old covenant is only for intended for the Jew people နော် okay ဒါပြောနံပါတ်4ကပါလဲဆိုတော့သူရဲ့အချိန်ကာလ Mount Sinai to before cross Mount Sinai till before cross. now နံပါတ်5နော်နံပါတ်5ပါလဲကျွန်တော်ပြောနေမိသွား okay ခဏနေတတိယမှာပြောမယ်နော်ဟုတ်ပြီokay အခုတော့ bring in အသစ်ဘယ်နေရာမှာချုပ်ဆိုတယ်လဲ When does the new covenant start? အဲ့ဒါကတော့ Mount Zion ပေါ်မှာဖြစ်တယ်ဇီအောင်တောင်မှာ It's on Mount Saigon, Zion ဆို Town. တော့ Golgotha ဆိုတဲ့အရက်ဒီအားလုံးဟာဇီအောင်တောင်ကျောက်တစ်လျှောက်လုံးမှာရှိသောကြောင့်ဆာလံထဲမှာတော့ကယ်တင်ခြင်းအကြောင်းဟာဇီအောင်တောင်ကနေပေါ်ထွက်ရမယ်လို့ကျမ်းစာပြောထားပြီးသား Salvation comes from Mount Zion နော် yeah Yeah. ဆိုတော့ဒါကပထမချက်နေရနံပါတ်1ဂျေဇုတရားက bring in အတိတ်ကဘယ်သူအားဖြင့်လဲဆိုတော့သူပေးတာမဟုတ်ဘူးယေရှုကိုယ်တိုင်လာတယ် So during grace, the new covenant is not given, but Jesus came himself, you know. နံပါတ်3ဘယ်သူအတွက်လဲဆိုရင်ယုံကြည်သောသူအလုံးနဲ့ဆိုင်သွားပြီ And it's for everyone who believes in it. It belongs to everyone who believes in မာ it. သဲ15ထဲမှာခါရန်အမျိုးသမီးဆိုတာတပါးအမျိုးသားဖြစ်တယ် It says in Matthew 7, 15 no, 15, they talks about this woman. She is like the Canaanite woman Canaanite woman, which is Gentile. yeah ဆိုတော့သူ့သမီးနှဆူဆွဲတယ် Her daughter is possessed by ခရစ်တော်စီမှာ demon. ကိုကြီးတောင်းနေယေရှုမပေးဘူးချက်ချင်း She asked for Jesus' help, but Jesus didn't give her ယေ any ရှုက help ပြောတယ် yet. အဲ့ဒါကဒီတစ်ခေါက်လာတာကပျောက်လွတ်နဲ့ဤသီလတွေရှာဖို့ငါလာတယ် He says, "This time I came for the Israelites." but she was keep on asking to the Lord ဒါပေမဲ့ तू ကယေရှုကို Son ထပ် of လာတလဲ David လဲ have တောင်း mercy တယ် on me ကျွန်မကိုခယူနာပေးပါ and ယေရှုကဘာပြောလဲနော်သားသမီးတွေစားမဲ့အစားအစာကိုတဲ့ခွေးတွေမကြွေးအပ်ဘူးတဲ့ And then Jesus said, I am not giving my food that my children are going to eat to a dog. ဆိုတော့သားသမီးဆိုတာဣသီလလူတွေပြောတယ်ခွေးဆိုတာက gentle အလုံးပြင်းနေတာ
So she meant all the Israelites are his sons and daughters, but the Gentiles are the dog. ဒီစကားကလူမျိုးခွဲခြားတယ်လို့တော့ဖြစ်တယ်ဒါပေမဲ့အမှန်ဖြစ်တယ်အဲ့တုန်းက It sounds like a racism, but it was true back then. ဘာကြောင့်လဲဆိုတော့ bring in အဟောင်းကာလဖြစ်သည့်အတွက်နော် bring in ထဲမှာရှိတဲ့ဂတိတော်အားလုံးကိုအကျိုးခံစားခွင့်ရှိတာကဣသီလလူပဲဖြစ်တယ် So yeah, in the old covenant, during the old covenant, all the promise all the yeah, blessings all the promise and all the blessings are like they only belongs to the Israelites. They don't belong to anyone else. တပန်းအမျိုးသားတွေကအကျွင်းအကြံဒီပဲစားခွင့်ရှိတယ် The Gentiles only deserved the leftover, you know. ဒါကြောင့် bring in တရားအတစ်ကအဟောင်းကတော့ဣသီလနဲ့ဆိုင်ပြီမဲ့ bring in အတစ်ကတော့ယုံကြည်သောသူအလုံးတစ်ဖြစ်သွားပြီ hallelujah Amen. All the old covenants belong only to the Israelites, but the new covenant now belong to everyone who believes in it. နောက်ပြီးတော့သူအချိန်ကာလကဘယ်ထိလဲဆိုတော့ Mount after cross ကနေပြီးတော့ before rapture ကာလကြာဟာဂျေဇုတော်ကာလဖြစ်တယ် And the time period is after cross till before rapture, which is the grace period. ဟုတ်ပြီဒါကအချုပ်အားဖြင့်နော်သူအချိန်ကာလအပိုင်း6ကျွန်တော်နားလည်ဖို့လိုတယ် We have to understand the time period. ဣသီလလူမျိုးတွေအီဂျစ်ကနေထွက်လာတဲ့ခါနန်ကိုတွားတယ်တချို့တွေမဝင်စားရဘူး We have the Israelites came out from Egypt came out from Egypt, and then they try to go to Canaan, but like not all of them were able to go in. ဘာကြောင့်လဲဆိုတော့ခါနန်ပြည်ဝင်စားဖို့ရတဲ့ Egypt ရဲ့ mindset Egypt အတွေးခေါ်နဲ့ဂျွန်စိတ်ဓာတ်နဲ့ဝင်လို့မရဘူး You cannot go into Canaan with the mindset that you have back in Egypt. ဒါကြောင့်အဲ့ဒီခါနန်စိတ်ဓာတ်ဂျွန်စိတ်ဓာတ်ရှိတဲ့မယုံကြည်တဲ့သူအလုံးကမြင်ရတယ်မဝင်စားရဘူး All the people that have those Egypt mindsets were only able to see Canaan, but they were not ခါန able န်ရဲ့ to. ကြွယ်ဝခြင်းကောင်းစားခြင်းနဲ့မြင်ခဲ့တယ်ဒါပေမဲ့မစားရဘူး They were only able to see the blessings and the goodness that Canaan have, but they were not able to have it. ကျွန်တော်ယုံကြည်သူမြတ်တယ်လေဂျေဇုတော်ထဲမှာခါနန်ပြည်လိုပဲကောင်းကြီးမင်္ဂလာအပြည့်ယေရှုကထားပေးတယ် Just like Canaan, Jesus gave all the blessings during the grace period. ယေရှုနဲ့အတူအားလုံးပေးထားပြီးသား He gave all together with Jesus Christ. ယေရှုထဲမှာချမ်းသာခြင်းလည်းရှိတယ် In Jesus there is ဉာဏ်ပညာရှိတယ် there is healing, there is ကြွယ်ဝခြင်း wisdom, စီးစိမ်ရှိတယ် there is wealth. အကုန်ပါတယ် Everything is ထုံး in ရင် it. ကုန်သွားမှာဆိုလို့မထုတ်တော့တာဒီ tissue တော့ကုန်မယ်ယေရှုထဲမှာဘယ်တော့မှကုန်တယ်ဆိုတာမရှိဘူး This tissue box might run out, but in Jesus nothing runs out. ဒါကြောင့်သင်ကယေရှုရတာနဲ့အားလုံးကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် So when you get Jesus, that means you get everything. ဒါပေမဲ့ဒီလိုကောင်းကြီးအပြည့်ရှိရတဲ့ခါနန်ပြည်ထဲမှာကုန်ရှိပြီးသားဖြစ်ပြီးမဲ့ခရိယန်တွေကကြွယ်ဝခြင်းတွေကြားတယ်မခံစားရဘူး Just okay. ခါနန်ပြည်လူပဲယေရှုထဲမှာကြွယ်ဝခြင်းတွေအားလုံးရှိတယ်မဲ့ခရိယန်တွေကအဲ့နာကိုမြင်ပြီးတော့မခံစားရဘူး Just like Canaan, you know, Jesus has everything in it, but most of the Christian we were only able to hear it, but we were not able to possess it ဘာကြောင့်လဲဆိုတော့အတွေးခေါ်မပြောင်းလို့ဖြစ်တယ် because we don't change our mindset. ခါနန်အီဂျစ်ပြည်အတွေးခေါ်နဲ့ပဲတွားနေတရိပ်ခါနန်ပြည်မှာဝင်လို့မရဘူး If we keep going on with the mindset that we have from Egypt, we cannot go into Canaan. ဒါဆိုရင်ပြည့်ညတ်တရားစိတ်ဓာတ်နဲ့ဂျေဇုကာလရဲ့ကြွယ်ဝခြင်းခံစားလို့မရဘူး We cannot have the mindset of the old covenant and then be able to experience and receive the grace. အဟောင်းကိုအရင်ထုတ်ရမယ် We have to take out the old. ဂျေဇုတော်ကာလရဲ့ဖယားသခင်ပေးတဲ့ယုံကြည်ချက်အသစ်ကိုထည့်ရမယ် We have to put in the faith that the new Okay. covenant gives. ဒါဆိုရင်ဒီပြည့်ညတ်တရားနဲ့ဂျေဇုတော်ဘာများကွာတယ်လဲသူ့ရဲ့စနစ်ဘာကွာတယ်လဲ So what is the difference between the law, like the old covenant time, and the Okay new ဆရာမ grace ခဏကို period နေပြပါဦး time? ဒီမှာ
Okay ကိုဘလာလဲလာပေါင်း Yeah ဟုတ်ပြီဒါကဖျားသခင်ဒါမောရှိဒါကဖျားသခင် This is Moses, this is God. ဒါကပရိညင်တရားအဟောင်းဖြစ်တဲ့ဒါက This is the old covenant. Oh no. Yeah. This is the old covenant. These two အခုဒီမှာပရိညင်တရားအဟောင်းကိုချုပ်ဆိုမှဖြစ်တယ် Oh yeah, these are the old covenant. They're Yeah. gonna make a old the agreement yeah or Agreement. covenant ဆိုတော့ဖျားကပြောတယ်မောရှိကိုနော်ဒီထဲမှာအချက်600လောက်ပါတယ်အမိန်ကတော့10ချက်နော်ပြည့်ညတ်တော်10ပါပြီးအဲ့ဒီကနေ600ကျော်တော့စီကန်းချက်တွေရှိတယ် God says there are like 600 The- like rules. yeah ဒီထဲမှာပါတဲ့အချက်တွေအားလုံးကိုမင်းလိုက်နိုင်တယ်ဆိုရင်ငါမင်းကိုကောင်းချီးပေးမယ် So God says, if you can follow everything that is written on there, I will bless you. တော်မှာလည်းကောင်းချီးမြို့မှာလည်းကောင်းချီး I will bless you even in the jungle, even in the city. ဘဏ်အကောင့်ထဲမှာလည်းတင်းရဲ့စပကြီးထဲမှာအမြင်အပြည့်ရှိမယ် Your cup will always be overflowing. Your bank account will always ဒါသမီးအားလုံး be ကောင်းချီးရမယ် full. Your children will be blessed. ဒါပေမဲ့ယူအကုန်လုံးကိုတစ်ခုမကြံအကုန်မင်းလိုက်ရှောက်ရမယ် But you have to follow every single one of อืม them. တစ်ခုတော့ရှိတယ် But one. တစ်ခုပြက်ကွက်တာနဲ့တစ်ခုချိုးပေါက်တာနဲ့အားလုံးကိုချိုးပေါက်တာနဲ့အတူတူပဲ But if you can't follow one of them, that means you can't follow any of them. သဘောတူလား Do you agree? သူလည်းအသီလာလို့ငါတို့သဘောတူတယ်ငါတို့အကုန်လုံနိုင်တယ် So he was like, yeah, I can do it. I can do it, everything. အဲ့ဒါနဲ့အမထိုးကြတယ် And then they signed. ဆိုတော့ဒါကြောင့်ဒီအသီလာလူမျိုးတွေဟာနော်သူတို့ကိုကောင်းချီးလူချင်နေဆိုရင်ဘာလုပ်ရမလဲ Oh, so these Israelites, if they want to get blessing, what do they have to do? ဘာလုပ်ရမလဲ What do they have to do? ဟာ follow the laws of God obey everything okay Galatians chapter 3 verse 10 Galati 3:10 Galatians chapter 3, verse 10. Okay အပေါ်ပိုင်းကဟာနည်းနည်းချက်တော့နော်မြန်မာလိုဟာ Okay ဒီကနေဖတ်လိုက်မယ်နော်ပြည့်ညတ်တရားဤအချင်းကိုအော်ဟုတ်ပြီ မာလိုပဲထိုးလိုက်ရတယ်330 Okay ပြည့်ညတ်တရားဤအချင်းကိုအမိပြုတ်တော်သူရှိသမျှတို့သည်အကျိန်နဲ့ဆက်ဆိုင်ကြ၏အောက်မှာဖတ်ရင်အကြောင်းမူကနေစဖတ်ရအောင်အကြောင်းမူကပြည့်ညတ်တိကျမ်းစာ၌ပါသမျှသောစကားတို့ကိုအမြဲမကျင့်သောသူတိုင်းကျိန်တော်မူခြင်းကိုခံစေတည်းဟုကျမ်းစာလာ၏အလုံးလိုက်ဆိုပါပါသမျှလိုက်ဆိုပါပါသမျှအမြဲ What is ပါသမျှ Everything. Okay တစ်စက်အင်္ဂလိပ်လိုဖတ်ရအောင် For as many as are of the works of the law are under a curse for it is written curse is everyone who continue not in all things that are written in the book of the law to do them. There are two main keywords, okay? Everything, all things, and continue all times, all the times. Continue mean, non-stop. You must obey every law, every rules, every regulation, set by the Lord. In all things, all ways. If you fail one and you fail everything. That is the agreement between the old covenant. The old covenant ပြည့်ညတ်ဟောင်းမှာရေးထားတာကကြတော့အကုန်လုံးကိုအမြဲတမ်း
ဆက်လက်၍လှုပ်ဆောင်နေရမယ် Yeah. တကယ်လို့မလှုပ်ဘဲနဲ့ရက်သွားတာတော့ဖောက်ပြန်တာတော့ဆိုရင်အဲ့ရဲ့ agreement ချင်း ချိန်ချင်းကိုခံရမယ် course ရောက်လာမယ် curse တင်ပေါ်ကိုရောက်လာမယ် ဒါကြောင့်ဒါက breaking တရားဟောင်းဒါကြောင့်ကောင်းကြီးလူချင်းနေဆိုဘာလို့မလဲ Oh Lord bless me you cannot pray to God So yeah, when you want to get blessed, you cannot pray to God in the old covenant. and ဖခင်ဘာပြောမလဲငါဒီမှာသဘောတူတော့ပဲမင်းပြင်းရတော့အကုန်လုံးလိုက်တာဆိုရင်ကောင်းကြီးရမယ် So God will say, yeah, do all the rules and all the covenant, all the agreements, and you will get the blessing. ဒါကြောင့်ဒီသဘောတူချက်တဲ့မှာဘာစကလုံးနဲ့မြင်တာ if you obey always started by you So in the new agreement, in the old agreement, it always start by if you obey. တင်ဘကလို့ရင် If you do it from your အမြဲတမ်း side, ကျင့်နိုင်ရင် if you can practice it. ဒါကြောင့်ကောင်းချီးမင်္ဂလာအားလုံးကဖခင်နဲ့ဆိုင်လားလူနဲ့ဆိုင်လား So all the blessings, it depends on the human or the God. ဘယ်သူပေါ်မူတည်လဲလူနဲ့ပဲဆိုင်သွားပြီအတိတ်ပဲတော့ if you do good you'll get good and if you do bad get bad ဒါပဲကောင်းတာလို့ကောင်းတာရမကောင်းတာလို့ရင်မကောင်းတာရမယ်ကျွန်တော်ခရိယန်တော်တော်များများအဲ့ဒီယုံကြည်ချက်နဲ့ပဲအသက်ရှင်တည်တယ်ဆိုရင်ခင်ဗျဘယ်ထဲမှာရှိလဲဂျေဇုတော်ထဲမှာလားပြည့်ညတ်တရားထဲမှာလားပြည့်ညတ်တရားထဲမှာဒါကမယုံကြည်သူပင်လင်အဲ့ဒီလူယုံကြည်တယ် Even sorry. Okay, come on, come on. Even the non-believer, they believe that if you do good, you will get good things. အဲ့လူပဲငါတို့ယုံကြည်ငါတို့ဖျားမရှိတဲ့သူနဲ့ဘာမှကွာခြားမှာလဲ So if you believe that, what is the difference between the non-believer and you? ဒါကြောင့် bring in တရားထဲမှာကောင်းကြီးကဖျားနဲ့မဆိုင်ဘူးဖျားဘက်ကတောင်းကြီးတယ် So in the old covenant, the blessing does not depend on God. ဒါကြောင့်ဒီ bring in တယောက်ဘာတရားခေါ်လဲဆိုတော့ conditional covenant လို့ခေါ်တယ် So we call this old covenant the conditional covenant ဘာကြောင့်လဲဆိုတော့သူနဲ့ဆိုင်လို့ because it depends on the human. လုံနိုင်ရင်ကောင်းကြီးရမယ်မလုံနိုင်အမင်္ဂလာ If you can do it, you will get a blessing. You will get a blessing. If you cannot do it, you will be cursed. တရင်စုကဘာလဲဆိုတော့သူကမှပြည့်ညတ်တရားကိုမလိုက်ရှောင်နိုင်ဘူး But the bad news is you cannot, and none of you all can do it. ဒါကြောင့်ဒီကျမ်းစာပြောတယ် for as many as are of the works of the law are you are sure you will be under a curse because you cannot obtain the law of God it is so high so holy အယံတန်ရှင်နဲ့စုံလင်းတဲ့ခါမှာတရားမှမလုံနိုင်ဘူးเนาะဒါကြောင့်ဒါကို bring in တရားအဟောင်းထဲမှာပုံစံဖြစ်တယ်เนาะအခု bring in အတစ်ပုံစံကတစ်မျိုးပြောင်းသွားမယ်เนาะ So the new covenant, the style will be a little bit. It will be different. okay အခုတော့ဒါမောရှေမို့ဒါအာဗြဟံဖြစ်သွားပြီ So this is not Moses no more. This will be Abraham. ခုနမောရှေနဲ့အခုအာဗျာနဲ့လို့တဲ့နော် bring in ထဲမှာကွာခြားတာအများရှိတယ် So there are a lot of differences between Moses and Abraham in terms of the covenant. yeah ကဘာအိုးစနစ်ထဲမှာနော် Genesis chapter 12. In Genesis chapter 12. ဆိုတော့အခုသူတို့ကဖယားနဲ့အာဗျာနဲ့ bring in စာချုပ်တော့မယ် So these Abraham and God is going to have an agreement. အခုနပထမစာချုပ်မှာ if you နဲ့စတယ် So in the first agreement, it starts with if you can. ဒါပေမဲ့အခုဒီ bring in မှာတော့ you နဲ့မစအောင် I နဲ့စလာတယ် So, but in this new covenant, it will start from I. ဖယားကဘာပြောလဲဆိုတော့ What God said is, ငါဒီတင့်ကိုကောင်းချီးပေးမယ် I Lu will miu ji bless phit se you. mein. I will make you Yeah. great, okay you can read from here Huh? here a great nation. ငါတင့်ကိုကောင်းချီးပေးမယ် I will bless you, and ပြီးတဲ့ခါမှာတင်းကိုကောင်းချီးပေးတော့သူငါကောင်းချီးပေးမယ်ချိန်ဆဲတော့သူငါချိန်ဆဲမယ် I will bless whoever that bless you, and I will curse whoever that cursed you. ဒီ bring in ထဲမှာတော့ဘာနဲ့စလဲဆိုတော့ဖယားဘက်ကနေငါလှုပ်ပေးမယ်ငါတင်းကိုကောင်းချီးပေးမယ်ငါဒီတင်းကိုလူမျိုးကြီးဖြစ်စေမယ်ငါဒီတင်းရဲ့နာမကိုကြီးမြတ်စေမယ် But in this new covenant, it starts from I. I will make you great. I will bless you. I will make you a great nation. I will be.
ဒီမှာကျတော့အဓိကလုံမဲ့တော်ဘယ်သူလဲလူမဟုတ်တော့ဘူးဖယားကလှုပ်ပေးမယ် But in this new covenant, it does not depend on human no more. It's all from God. ခုနပထမမှာတော့လူကလှုပ်မှရမှာ Just now, it's all from the human side, you know. ဆိုတော့လူကကြိုးစားရမယ်မကြိုးစားမရောက်တာအဟောင်း The old covenant is that if you can do it, you will get it. If you can't, then you won't. ဒါပေမဲ့ဒီပြင်ငယ်တစ်မှာကျတော့ဖယားကိုယ်တိုင်ကသူ့ရဲ့ဂတိတော်ကိုပေးလိုက်တာတစ်ဖက်တက်ကြီးကိုပေးလိုက်တာ But in this new covenant, the God gave him a promise, like very one-sidedly. ကောင်းကြီးမင်္ဂလာရဖို့ဒါလုပ်ရမယ်ဆိုတဲ့ condition မတောင်းထားဘူး He does not ask for anything from human, you know, to get a blessing. He will just give. ဂတိကိုပေးလိုက်တယ် He gave a promise one-sidedly. ဆိုတော့အာဗျံဘက်ကဘာပဲလူတယ်လဲဆိုရင် The only thing that Abraham needs is that, Thank you Lord thank you, Lord. I believe in your promise I believe. တင်းရဲ့ဂတိတော်ကိုယုံကြည်တယ် ဒါကြောင့်ယုံကြည်ခြင်းတစ်ခုပဲသူ့မှာလိုတယ် So the only thing he needs is that he needs is faith. ငါတင့်ကိုလူမျိုးကြီးဖြစ်စေမယ် I will make you a great nation. သူလုံးလုံးမရဘူး He can't do it. အသက်လက်ကြီးပြီ He's old. ဆိုတော့ဘယ်သူလုပ်ပေးမှာလဲဂတိပေးတဲ့ဖယားကပဲလုပ်ပေးမှာ So who's going to do it? The God that promises. ဖယားကပြောတယ်တင်းဖြောင့်မတ်တော်သူဖြစ်တယ် God says you are righteous, ဟာကျွန်တော်မလုပ်နိုင်ဘူး but he says I can't do it. ဖယားပြောတယ်ငါရဲ့ဖြောင့်မတ်ခြင်းတင်းကိုငါပေးတယ် But God says I will give you my righteousness. ငါရဲ့စုံလင်ခြင်းတင်းကိုငါပေးမယ် I will give you my perfection all perfection. ပြီးငါရဲ့တန်ရှင်းခြင်းတင်းကိုငါပေးမယ် I will give you my holiness. yeah ဒါကြောင့်သူအနေနဲ့ yes I believe ယုံကြည်တယ်ဆိုတာနဲ့သူရသွားတယ် All he has to do is, yes, I believe it, and he will receive it. ဖယားပြောတယ်တင်းရဲ့စင်ရင်ချင်းငါယူသွားပြီးငါရဲ့ကြွေဝခြင်းတင်းကိုငါပေးတယ် God says, I will take away your Poverty? poverty and I will give you riches. ဒါဆိုကျွန်တော်ဘာလုပ်ရမလဲကြွေဝဖို့ And then he will be like, what can I do to be rich? ဖယားပြောတယ် just believe ယုံကြည်ပါ Just believe. ယုံကြည်တိုင်းတင်းစီမှာဖြစ်လာမယ် It will be given to you as you believe. ပထမရင်ငင်အဟောင်းမှာတော့တင်းလှုပ်ရင်လိုက်ရှောက်နိုင်ရင်ရမယ် In the old covenant, if you can do it, if you can follow it, you will get it. ဒါပေမဲ့ရင်ငင်အစ်စ်မှာကြတော့အချစ်နဲ့မလာတော့ဘူးတင်းယုံသည့်တိုင်းတင်းနိုင်ဖြစ်စေ But in the new covenant, it says that if you believe it, it will be done. ဆိုတော့သူ့ရဲ့ကြွားချမှုကိုနားလည်ကြပြီလား Do you understand the difference? Okay ကျေးဇူးတင်တယ်နော် Okay, ထိုင်လို့ရ thank ပါပြီ you. Amen Amen ကျေးဇူးတင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဘရင်တရားအဟောင်းကိုဘာတရားခေါ်တယ်လဲဆိုတော့ကျွန်တော်တို့ကman center နော်ဟို covenant လို့ခေါ်တယ် We call the old covenant as a man-centered covenant. Yeah, man-centered covenant. အမြဲတမ်း if you တင်လုံနိုင်ရင်ဆိုတာလူကိုအမြဲတမ်းဗဟုပြုတယ် Because it's always if you, it all center and revolves around human. လူဘက်ကနေစူးစမ်းအားထုတ်တဲ့တရား It's a covenant that you have, like the human have to practice. ကြောင့်ကောင်းချီးရဖို့လှုပ်ယူရမယ် You have to work for the blessing. မျက်နှာตาရဖို့စူးစမ်းရမယ် You have to work for the favor. ဖယားအချစ်ကိုရဖို့စူးစမ်းရမယ် You have to work for God's love. ဖယားကိုချီနှက်အောင်စူးစမ်းရတယ် You have to Please you have to work to please God. ဆိုတော့ဘာသာရေးတမားတွေဒါကနော်ခရိယန်တော်များများအမြဲတမ်းဖယားအတွက်ငါကောင်းဆုံးလုပ်မယ်ဖယားချီနှက်အောင်ဆိုအဲ့ဒါမတိမတာဘယ်ထဲမှာရှိနေလဲဘရင်ငင်တရားအဟောင်းထဲမှာရှိတယ် So all the people that are like, "Oh, I'm going to do my best and for God and this and that," like partly they still belong in the old ငါ covenant. တို့ဖယားအတွက်ကောင်းစွာသက်ရှင်မယ် So people that says, "I will live my best for God,"
အဲ့လိုပြောခဲ့တာကြားပြီလေဘာမှဖြစ်မလာဘူးလေ People that who say stuff like that, they still live however they want, you know. ကြိုးစားရင်ကြိုးစားလေပို့ပြီးတော့ကြဆင်းလေ The more hard work they put in, the more they fail to do so. ဆိုတော့ must ရေးချင်တယ်ဆိုတော့ကျွန်တော်တို့ကနော်ဒီလိုနှစ်ပိုင်းခွဲလန့်လွယ်တယ်ဒီဘက်မှာ bring in တရားဟောင်းဒီဘက်မှာ bring in တရားတစ်ဆိုဒီနှစ်ခုနော်အဲ့လို contrary လုပ်လိုက်တော့ပို့ပြီးတော့အဆင်ပြေတယ် So if you were trying to like take a note, divide like your page to like Old Covenant and New Yeah. Covenant, so that it's easier. so ပထမကွာခြားမှုပါလေ man center and god center covenant So the first difference is that the Old Covenant is man-centered and the New Covenant is God-centered. နံပါတ်1ကပါလဲဆိုတော့ bring in တရားဟောင်းကနော် the law always demand from you So the second difference is that Old Covenant, the law always demand on ဒါပေမဲ့ human. ဂျေဇုတရားဆိုတဲ့ bring in တရားကတော့အမြဲတမ်းထောက်ပံ့တယ် But the grace period, the New Covenant, is always providing for you. ဥပမာဆိုပါစို့ For example, ချစ်မြတ်တာနဲ့ပတ်သက်လာရင် when it comes to love, Old Covenant မှာပြောလို့ဆိုတော့တင်းนี่ဖယားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်လို့အမိန့်ပေးထားတယ် in the Old Covenant, it says that love God with all your might as a command. ဆိုတော့နာမည်ဘယ်လိုခေါ်လဲဟာစိန်ပန်စိန်ပန်ကိုအမေကပြောမယ်နော်ကဲစိန်ပန်ရေငါတို့အမျိုးထဲမှာနော် brand on ဆိုတဲ့နော်အသားမဲမဲပင်ကောက်ဘိတ်ပူပူနော်အရက်ပူပူနဲ့လူတယောက်ရှိတယ်ကွာမင်းသူချစ်လိုက်ပါလို့ပြောတယ် So, Sainupa mom will be like, oh, there is a man called Brand Ao. He has curly hair, dark, short, and has big belly. You have to love him. အဲ့လိုအမိန့်ပေးလို့ရလား Can you command like that? သမီးသူ့ယူရမယ် You have to marry him. You must marry him. ကြိုက်လားအဲ့လိုလာပြီး Do you like it? ဘယ်လိုဖြေမလဲအမေကဘာပြန်ပြောမလဲ How would you answer? အမေကြိုက်ရင်အမေပဲယူလိုက်သမီးတော့မယူနိုင်ဘူး If you like him, you marry him yourself, you know? ဆိုတော့အချစ်ကိုအမိန့်ပေးလို့မရဘူး You cannot command love to love. ဒါပေမဲ့စဉ်းစားအခု bring in တရားနဲ့မှာတင်းนี่ဖယားခင်ထာဝရဘုရားအကျွမ်းမဲ့ချစ်လို့အမိန့်ပေးထားတယ် But in the Old Covenant, it commands you to love God with all your might. ဘယ်လိုချစ်နိုင်မှာတော့ How can you love? အပြစ်နဲ့ပြည်တဲ့နှလုံးသားထဲကနေဖယားမချစ်နိုင်ဘူး You cannot love God from a heart that is full of sin. လူဟောင်းရဲ့အထဲကနေအချစ်ဆိုတာမထွက်နိုင်ဘူး From the old person, love cannot flow from လူဟောင်းက flow out ဘာ of နဲ့ it. ပဲပြည်လဲမနာလိုခြင်းဝန်တူတာညှူဆိုတာတတ်မဲ့ခြင်းအကုန်မကောင်းတာနဲ့ပဲပြည်တဲ့လူဟောင်း So the old person is filled with jealousy, greed, and misery. ဒါကြောင့်ပြည့်ညက်တဲ့ဘာလို့လဲငါတို့စီကနေတောင်းဆိုတယ်အမိန့်ပေးတယ် So the old covenant, it just demands stuff from us. ဒါပေမဲ့ဂျေဇုတရားထဲမှာ bring in အတစ်ထဲမှာတော့အချစ်ကိုမတောင်းဆိုတော့ဘူး But in grace and in the new covenant, it does not ask for love. ခင်များကနေဖယားကိုမချစ်နိုင်မှန်းဖယားသိတယ် God knows that you cannot love him from your side. ဒါကြောင့်တိယောလေးမှာဘာပြောလဲငါတို့ဒီဖယားကိုရှေးဥစွာချစ်တာမဟုတ်ဖယားကငါတို့ကိုရှေးဥစွာလာချစ်တယ် So it says in 1 John that you don't love God first, but God comes and love you first. အာမင် Amen. ကွာချမှုတွေ့ပြီလား Do you see the difference? ပြည့်ညက်တဲ့တော့မင်းငါ့ကိုချစ်ရမယ် The old covenant, the law was like, you have to love me. ဒါပေမဲ့ bring in အတစ်ထဲမှာတော့ယေရှုကိုယ်တိုင်ကြွလာပြီးတော့ငါတို့ကိုအချစ်ကိုလာပေးတယ် But in the new covenant, God comes down himself. Jesus Christ comes down himself and he gave his love to us. ဒါကြောင့်ယောမ8မှာလက်ဝါးကားတိုင်းမှာနော်ငါတို့ဒီအပြစ်ရှိစဉ်ပင်ငါတို့တို့အသက်ကိုဆုံးပြီးအသေးခံတာဖြစ်တော့ကြောင့်ငါတို့ကိုအဘယ်မြတ်လောက်ချစ်တွေကိုတက်သိထိုးတယ်လို့ကျမ်းစာပြောတယ် So in Romans 8, Okay ကျမ်းစာထဲမှာရှာပေးမယ်နော်ဟုတ်ပြီယောမ8အပိုင်းငယ် Romans 8 verse sorry 6ထဲမှာဖြစ်တယ် Romans 6 verse ယောမ6လား8လား
15 8 okay can I let me seeအဲ့ဒီကြမ်းချက်ကပဲထဲမှာလဲငါတို့ဒီအပြစ်ရှိစေမယ်ယောမငါထဲမှာလားအေးဟုတ်တယ် chapter 5 verse 8 yeah okay yeah verse 8 okay ဖတ်ပြီးပါဦး yeah Romans 5 verse 8. But God demonstrate his own love towards us in that while we were still sinners, Christ died for us. wow ချစ်စရာကောင်းတဲ့ချိန်မှာလာချစ်တာမဟုတ်ဘူး He don't come and love us when we are lovable, ဒါပေမဲ့အရန်ယွန်စရာကောင်းတဲ့ချိန်မှာချစ်စရာမကောင်းတဲ့ချိန်မှာ but when we are unlovable and when we are disgusting, သူ့ကိုစန့်ကျင်ပြီးတော့ရန်သူဖြစ်တဲ့အချိန်မှာပင်လျင် when we turn away from him and when we are his enemy, ကြွာလာပြီးတော့ငါတို့အသက်ကိုပေးတယ်လက်ဝါးကားတွေမှာတေခါနေ he came and he gave his love and he died for us on the cross. ဒါကြောင့်ကားတိုင်းပေါ်မှာယေရှုအသေးခံခြင်းတင်းကိုဘလောက်ချစ်တယ်လဲဆိုတဲ့အရာရဲ့တက်သေးဖြစ်တယ် So တခြားတက်သေးမလို့တော့ဘူး you don't need another proof. Him dying for us on the cross, that's enough proof that he loves us so much. အဲ့ဒါထာဝရယုံကြည်ပါ You hallelujah have to forever believe in it. ဒါကြောင့် Hallelujah. ဂျေဇုတော်ထဲမှာတော့ငါတို့စီကနေအချစ်ကိုမတောင်းဘူးသူကိုယ်တိုင်သူ့ရဲ့မေတ္တာကိုငါတို့အထဲမှာညွှန်လောင်းတယ် So in the new covenant, he don't demand any love from us, but he came and loved us and he poured on his love into us. အာမင် Amen. နောက်ပြီးတော့ယောမ10ထဲမှာ In Romans 10, sorry ယောမငါထဲမှာပဲဖြစ်မယ်ဟုတ်ပြီ အော်ဒီထဲမှာတော့မတွေ့လဲเนาะခဏနေမှပြန်ပြောမယ်ဟုတ်ပြီဆိုတော့တန်ရှင်သောဝိညာဉ်တော်ကသူ့ရဲ့မေတ္တာကိုငါတို့ထဲမှာညွှန်လောင်းတယ်ဆိုတဲ့ကြံချက်ဖြစ်တယ် so it's a verse that says, Holy Spirit came poured, ငါတို့နှလုံးသားထဲမှာညွှန်လောင်းတယ် was poured down into our heart. yeah sorry ယောမငါအပိုင်ငယ်ငါမှာဖြစ်တယ် Oh, it is in Romans 5, chapter Okay, 5, verse 5. Now hope does not disappoint because the love of God has been poured out in our heart by the Holy Spirit who was given to us. ဟွာကျွန်တော်တို့ကဖျောက်မချစ်နိုင်ဘူး We cannot love God. ဆိုတော့ဖျားဘလောက်တောင်ကောင်းမြတ်လဲဆိုတော့သူ့ရဲ့တန်ရှင်သောဝိညာဉ်တော်အဖြစ်เนาะဘာလို့လဲသူ့ရဲ့မေတ္တာကိုငါတို့ရဲ့နှလုံးသားထဲမှာညွှန်လောင်းတယ်ထည့်ပေးလိုက်တယ် He is so good that he make the Holy Spirit pour down love into our heart. ဒါကြောင့်ယေရှုတော်ထဲမှာရှင်နေဆိုတာကဖျားချီနတ်အောင်ကြိုးစားတဲ့အသက်တာမဟုတ်တော့ဘူး So living in grace is not trying to live a good life that please God. တင်တာသူ့ရဲ့လှုပ်ပေးတဲ့အရာပေါ်မှာကြီးကြီးနက်နက်နဲ့ယုံကြည်ခြင်းဖြစ်တယ် It's about you believing in what he has done for you and ငါ living မျက်နှာ on ตา it. ရပြီးပြီ I am favored. ငါဟာဖျားအချစ်ကိုရပြီးပြီ I am loved. ငါဖြောင့်မတ်တော်သူဖြစ်ပြီ I am righteous. ငါကောင်းကြီးခံစားရတော်သူဖြစ်ပြီ I am blessed. ဘာလို့မျိုးလဲ
Burmese ဟုတ်ပြီဘာဖြစ်လို့ Burmese ဖြစ်နေတာလဲ Why are you Burmese? because of speaking Burmese because of wearing Burmese dress because of eating a pea chu သူအလုံးနဲ့ဘာတစ်ခုမှမဆိုင်ဘူး It doesn't depend on any work that she did. အလူလူမွေးကလေးကဘာဖြစ်လဲဖြစ်နေပြီးသား Ever since she was born, she is like that. ဆိုတော့အဲ့ဒီ Burmese people သူစူးစမ်းလို့မရဘူး So she cannot try to be a Burmese. နောက်ဆုံး Burmese စကားတစ်လုံးမှမတတ်ဘူး Let's say she don't know any Burmese. still အမသူကဘာဖြစ်နေစဲလဲဗမာမဖြစ်နေစဲပဲ Still, she's a Burmese. သူရဲ့အကျင့်နဲ့ဘာမှမဆိုင်ဘူး It does not depends on ပြော any တ of တ် her တော့ပြောတတ်တော့ character. ကောင်းတာပေါ့ If she can speak, then that's good. မပြောတတ်လဲဘာဖြစ်လဲ If she Burmese cannot ဝတ် speak, စုံမဝတ် then လဲဘာဖြစ်လဲဖြစ်နေစဲပဲအဲ့ဒါကိုဖြစ်ချင်းလို့ not doing but being yeah. So even if she don't wear Burmese clothes or if she can't speak Burmese, she is still a Burmese because she is not. She's what? ထိုနည်းသူဆိုတာတင်တာဖယားရဲ့မိသားစုမှာမွေးလိုက်တာနဲ့အလူလူဖယားသားဖြစ်ပြီးသား Oh, just like that. If you are born into the family of God family of God, you are a son of God. တင်ဟာအလူလူအောင်မြင်ပြီးသားအောင်မြင်တော့သူဖြစ်နေပြီးသား You will originally hold a victory ခင်ဗျားလုံးမမလုတ်ခင်ကတည်းကဖြစ်နေပြီးသား even before you do it. You are already ဗမာစကားမပြောတတ်ခင်ကတည်းကဗမာမဖြစ်ပြီးသား before she could speak a Burmese language. She is Burmese. အဲ့တော့ဘာခေါ်လဲ identity သူ့ရဲ့ဖြစ်ချင်းအမှန်လို့ခေါ်တယ် What do we call that? We call that an identity. ဖယားသားဖြစ်တာနဲ့ကျွယ်ဝတော့သူဖြစ်ပြီးသား The moment you are a son of God, you are rich. ဖယားသားဖြစ်မှာတော့ဖယားအမွေကိုရပြီးသားလေ The moment you are a son of God, you will get God inheritance inheritance. yeah ဒါကြောင့်ကျွန်တော်တို့ကနော်ဂျေဇုတော်ထဲမှာနော်ဘရင်းကြီးအသစ်ထဲမှာလှုပ်ခြင်းနဲ့မသွားဘူးဖြစ်ခြင်းနဲ့သွားတာဖြစ်တယ် That's why we, in the new covenant, in grace, we don't go by doing, we go by being. yeah ဖယားကိုချစ်ဖို့ကြိုးစားစရာမဟုတ်တော့ဘူးအချစ်ကိုငါတို့ကလက်ခံထားတယ် We don't try to love God, but we accept love. အဲ့ဒီအချစ်ကကြီးမားလွန်းတဲ့ဖယားကိုပြန်ချစ်လာနိုင်တယ် His love is so big that we were able to love Him back. ဒါကြောင့်ဘယ်ဟာပိုတကူကြီးလဲဘရင်းကြီးအသစ်ကပိုတကူကြီးတာပေါ့ So which one is more powerful? The new covenant is more powerful. အဟောင်းမှာတော့ချစ်ပါလို့ပြောပြီးမဲ့ချစ်နိုင်တဲ့ခေါ်နာမပေးဘူး In the old covenant, it says, "Love me," but it does not give the power to love. ဒါပေမဲ့ဂျေဇုတော်ထဲမှာတော့သူ့ရဲ့ the power of love သူ့ရဲ့မေတ္တာရဲ့တကိုးတော်ကဖယားကိုပြန်ချစ်ဖို့ခေါ်နာရှိစေတယ် But in grace, His love is so powerful that it gives us strength to love Him back. ဖယားမကဘူးကိုယ့်ရဲ့ဆက်ဆိုင်သောသူကိုလည်းချစ်နိုင်ဖို့ခေါ်နာထဲမှာရှိလာတယ် Not just God, but we begins to able to love our neighbors as well. ကျမ်းစာတဲ့တတိဖန်တော်မှာသူ့ဂဲနဲ့ပြစ်တတ်တဲ့သူအတွက်ချစ်နိုင်တဲ့အစွမ်းခွန်အားဝိညာဉ်တော်ကပေးနေတယ် Even Stephen Stephen in Bible, he was able to love people that were throwing rocks at him. နောက်ခွင့်လွှတ်ခြင်းအကြောင်းပြောမယ် So let's talk about forgiveness. ဗြိဉ္ဉ်တရားအဟောင်းထဲမှာနော် you must forgive first and then God will forgive you So in the old covenant, you must forgive first in order for God to forgive you. ဒါကဗြိဉ္ဉ်တရားဟောင်းရဲ့နီလန် That is the old way, the old covenant's ဒါပေမဲ့ way. ဂျေဇုတော်ထဲမှာအဲ့လိုမဟုတ်တော့ဘူး But in grace, it's not like that. ဘောလူကဘာကြီးလဲခရစ်တော်ဒီတင်တို့အပြစ်များကိုခွင့်လွှတ်သည့်နီးတူဟောခွင့်လွှတ်ခြင်းငါတို့အရင်ခွင့်လွှတ်တာဘယ်သူအရင်ခွင့်လွှတ်လဲဖယားကအရင်ခွင့်လွှတ်တယ်ပြီးမှအချင်းချင်းခွင့်လွှတ်ကြလောအဲ့လိုလာတာ Like Paul wrote in the Bible, as God forgive you, you will be able to forgive your neighbor. တူလား Is the same? The Hmm? old Tula? and the new? တူလား No.
မတူဘူးခွန်းလွတ်ခြင်းလဲဘရိငင်ထဲမှာတင်ကနေစားရမယ်ဒါပေမဲ့ဂျေဇုတော်မှာဖယားကတင်းကိုအရင်ခွန်းလွတ်တာ So in the old covenant, you have to start first. But in the new covenant, in the grace period, God started first and you were able to do it. ဘရိငင်တယောက်နဲ့မှာခွန်းလွတ်ဖို့တော့အမိန့်ပေးတယ်ဒါပေမဲ့ခွန်းလွတ်နိုင်တဲ့တကိုးပါမလာဘူး In the law, you were commanded to love, but it does not come with the power to love. ဒါကြောင့်ကျမ်းစာတကူပတ်မယ်ဟေဘဲ9ထဲမှာ So let's read a Bible from a verse from Hebrew 7, အပိုင်းငယ်16နဲ့19ကြည့်အောင် verse 18 and 19. โอเคဖတ်ရအောင် For on one hand, there is an annulling of the former commandment because of its weakness and unprofitableness. For the law made nothing perfect. On the other hand, there is the bringing in of a better hope, through which we draw near to God. ဆိုတော့အဟောင်းကိုပယ်လိုက်ပြီလို့ကျမ်းစာပြောတယ် So in the Bible, it says the old is gone. ဒီထဲမှာ the former regulation is set aside It says the former regulation is set ဘာကြောင့် aside လဲဆိုတော့ it was weak and useless because it was weak and ကဲ useless. ဘာလို့လဲဖတ်ရအောင် Let's read in Burmese. ဆိုပြည့်ညတ်တရားသည်အဘယ်သူကိုမျှစုံလင်ခြင်းတို့မပို့နိုင်နေဖြစ်၍ရှီပြည့်ညတ်တရားဟောင်းသည်အာမရှိအပြောပါအာမရှိ Amashi. အာမရှိဆိုပါလေ Weak. weak no strength no power အဲ့လေလို့ powerless အဲ့လိုတုံးထားတယ်နော်ဆိုတော့ဒီရှီပြည့်ညတ်တရားဟောင်းသည်အာမရှိအကျိုးကိုမပေးနိုင်တော့ကြောင့်ဘာဖြစ်လဲပယ်ရှင်းခြင်းတို့ရောက်တယ် for the law make nothing perfect number 1 and number 2 and bringing in the three point of the better hope through which we draw nigh to God okay the law has no power ပြည့်ညတ်တရားမှာအာမရှိဘူး The law has no power, အကျိုးမပေးဘူး does not profit, ဘယ်သူကမှစုံလင်ခြင်းမပေးနိုင်ဘူး it does not give righteousness to anyone. ဒါကြောင့်ဘာလို့လဲအဲ့ဒါကိုဖယ်ပြီးတော့ပူကောင်းတဲ့ဘရိငင်အတစ်ကိုဖျားပေးထားတာ That's why that covenant was set aside and the Lord God gives you a new one. ဒါကြောင့်အဲ့ဒီမှာစကားလုံးက powerless weak လို့ပြောထားတယ်နော် That's why they use the word powerless and weak. ဘာကြောင့်လဲချစ်ပါပြောတယ်ချစ်နိုင်တဲ့ power မလာဘူး It says love, but it doesn't come with the power of love. ခွန်းလွတ်ပါပြောတယ်ခွန်းလွတ်နိုင်တဲ့အစွမ်းတကူပါမလာဘူး It says forgive, but it does not come with the power to forgive. လူတက်ကူမတတ်နဲ့ပြောတယ်ဒါပေမဲ့တတ်ချင်စိတ်ကိုမတားနိုင်ဘူး It says do not kill anyone, but it does not stop your will to kill. သူမရဘူးမပြစ်မှားနဲ့လို့ပြောတယ်ဒါပေမဲ့တတ်မဲ့တဲ့စိတ်ကို तू ပယ်ဖြစ်လို့မရဘူး It says do not commit adultery, but it does not stop your temptation. ဒါကြောင့်အဲ့ဒါကိုဘာခေါ်လဲ no power or powerless weak လို့သုံးနိုင်တာကြောင့်ဖြစ်တယ် That's why we use the term powerless or weak for that covenant. ဒါပေမဲ့အခုတော့တကယ်ကိုတကိုးနဲ့ပြည့်တဲ့ဘရိငင်တရားအသစ်ရောက်လာပြီ But now there is a new covenant that is full of power. ဒါကြောင့်ခင်ဗျားဘက်ကငါခွင့်လွှတ်ရမယ်အဲ့လိုမဟုတ်ဘူး။အော်ငါခွင့်လွှတ်ခံရတယ်ဆိုအရင်လက်ခံပါ။ဒါဆိုတော့ခွင့်လွှတ်နိုင်တဲ့တကိုးအလိုလိုစီစဉ်လာမယ် So it's not about you have to try to forgive, but you just have to accept the fact that you are forgiven, and that will comes with power. ။ဖယားငါ့ကိုသိချစ်တယ်ဆိုတော့အရင်လက်ခံထားပါ။ယုံကြည်ထားပါ။ဒါဆိုရင်သူတစ်ပါးကိုချစ်နိုင်တဲ့အစွမ်းတကိုးတွေစီစဉ်လာမယ် Firstly, you have to believe and accept that God loves you, and from that, love will flow out from you, and you will be able to love your neighbors. ။ Hallelujah. Amen. Hallelujah. မတူတော့ဘူး It's not the same. ။ဒါကြောင့်ကျွန်တော်တို့ကနောက်တစ်ခုကကိုယ်နံပါတ်ဘယ်လောက်ရောက်လဲနံပါတ်1လား။ကွာချချက်။နံပါတ်ဘယ်လောက်လဲ။နံပါတ်1ကပါလဲ Man Center and Christ Center နံပါတ်2က The law demands grace supply or give provision နံပါတ်3ကပါလဲအခုနံပါတ်3ပြောမှာနော်နံပါတ်3ကပါလဲအော်ချိန်တော်ပြည့်သွားပြီလား
Oh 4 နိုင်9မိနစ်ဆိုတော့ဒီမှာပဲရက်တာကောင်းတယ်ကြော်သားမကောင်းတော့ဆိုတော့เนาะ Okay ကောင်းကြည့်ရပါသလား Yeah, Okay, before we dismiss, I want you to share something, what you have learned from today, from the last session or the morning session. Okay. But do some again sayang, no? Yeah. First of all, I want to say that it's really interesting to see the differences between the three covenants. I mean, when we think about the covenants, we know about the two covenants, which is the old covenant and the new covenant, but we never really we never dive deep into the two different covenants in the Old Testament. So that's really interesting to know. And I mean, knowing that and understanding that, I'm so grateful to live under this time period where like grace is given unconditionally. So I really like that. It was very clear. The way you explain it, it makes so much sense now. I kind of know what they are, but now that you differentiate it like from step to step, it just makes more sense. And for myself, I think the one that stood out the most is about how during Grace era where how can we love God? It's just purely because His love was so overwhelming that it kind of make me love God more, and that I experienced that myself before. And now that you explain it, it makes more sense why I have that moment, and it just make more sense for me to also share that to others. Wow. Amen. Yeah, I really love the way you like put it out there too. It's very clear for me, and me coming from a Baptist background, we obviously live under the law instead of the grace, But as I grew older and as I listen to you more, I start to understand more what grace is. Even now, sometimes, living in my everyday life, it's all about like, oh, I will live good and stuff like that. But no, you're not. It's not about you, It's about God, what God gives you, and it's God grace and God love alone and forgiveness alone that you are able to do all these, And I really like that as well. And what Naomi said too, the love. Yeah, last time I used to think that, if you are able to love God, you will be able to do stuff and all stuff like that. But it's not about you loving God, It's about you understanding the love of God that overwhelms you and that pours you into your heart, and it overflows, that you understand it fully and you'll be able to, love Him back and stuff like that. So, yeah. Wow. Amen. Mira. I learned that we are righteous through Christ, and that instead of living a life of argument, blame, or complaint, we are supposed to live a life of grace, which is about believing in Christ. Yeah, I agree with everything they said. Yeah, I agree with everything they said. So you vote them? Yeah. 100%. Yeah. အားလုံးပြောရှင်ထားတယ်အားလုံးသူတို့ပြောပြီးဆိုတော့ပြောစရာမရှိတော့ Hey, hold on.